ဒီမှာဒီ state လေးကို Windows 10ဖြစ်ပြောင်းပြီးတော့မိမိတို့ကို Windows တင်ပြီးလေးလုပ်ပြမယ်နော်လိုက်ကြည့်ရမယ်နော် USB drive တွေကို Windows bootable state ဖြစ်ပြောင်းတော့မယ်ဆိုရင်တော့ internet လိုပါရဲ့နော်ဟုတ်ပြီ internet မှာ Windows file တွေကို download ရမယ်ပေါ့နော်အခုဆိုရင် Firefox လေးကိုဖွင့်လိုက်မယ် Firefox လေးဖွင့်ပြီးတော့ Windows 10 free download ဆိုပြီးတော့ရိုက်ပြီးတော့နှိပ်ပြီးရှာလိုက်မယ်နော်ခုမျိုးလေး Windows 10 free download ဆိုရင်နှိပ်ပြီးတော့ရိုက်ရှာလိုက်မယ်ဒါဆိုရင်တော့ Windows 10 this image ISO ဆိုတဲ့ file လေး website လေးကြာလာပြီเนาะအဲ့တော့အဲ့ website လေးကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်လိုက်ပြီဆိုရင်เนาะဒီမှာwebsite လေးပေါ်လာပြီဆိုရင်အဲ့ဒီမှာ upgrade now ဆိုတာကခုလက်ရှိ Windows upgrade လုပ်မှလားတဲ့ဒါမှမဟုတ် file အသစ်ကို download လုပ်မှလားတဲ့အဲ့ file အသစ်ကို download now လေးကိုသွားမယ် download now လေးတစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီ download now တစ်ချက်နှိပ်မယ်ဆိုရင် Media Creation ဆိုတဲ့เนาะ software လေးတစ်ခုเนาะ download လိုက်ပြီเนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီ Media Creation ဆိုတဲ့ software လေးကိုနှစ်ချက်နှိပ်ပြီး run လိုက်မယ်เนาะခုလိုမျိုး run လိုက်မယ် run လိုက်ပြီဆိုရင်တော့ Media Creation ဆိုတဲ့ file လေးကခုလိုမျိုးလေး run သွားပြီเนาะဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီမှာเนาะ download တဲ့ ready ဖြစ်ပြီလားတဲ့ ready ဖြစ်ပြီဆိုရင်တော့စသွားမယ်သူ့ရဲ့ license တွေကိုသဘောတူလားမတူလားဆိုတာဖတ်ခိုင်းမယ်လက်ခံတဲ့အတွက် accept ကိုနှိပ်မယ်ဟုတ်ပြီဒါဆိုရင်ဟိုမှာupgrade now ဆိုတာခုလက်ရှိ Windows ကို upgrade လုပ်မှလားတဲ့ဒါမှမဟုတ် file အသစ်ကို down မှလားဟို file အသစ်ကိုဒီမှာ down မှဖြစ်တဲ့အတွက်ဒီအောက်က file လေးကိုရွေးလိုက်မယ်အောက်က server လေးကိုချက်ရွေးလိုက်မယ်ရွေးပြီးဒီမှာ next နှိပ်မယ် next နှိပ်လိုက်မယ်ဆိုရင်လည်းဒီမှာ language တွေ additional တွေ architecture တွေเนาะဟိုမှာ English language တွေဒါတွေဒီ Windows 64 bit တွေရွေးပြီးမယ်เนาะပြီးရင် next နှိပ်မယ်နှိပ်ပြီးသွားရင်เนาะUSB flash drive သွားမှလားတဲ့ ISO file ဒီကွန်ပျူတာထဲမှာ file ဖြစ်သိမ်းမှလားတဲ့ကိုကတော့ USB flash drive ကိုတစ်ခါတည်းသွားမှဖြစ်တယ် USB flash drive ကိုရွေးမယ် next သွားမယ်ဟုတ်ပြီခါဒီမှာ next ထပ်သွားမယ်ဟုတ်ပြီဆိုတော့ဒါဆိုရင်တော့ file လေးဒီမှာ down နေပြီเนาะဒီမှာစာပြီး down မယ် down ပြီဆိုရင်ရာခိုင်နှုန်း100ရာခိုင်နှုန်းထိသွားမယ်เนาะ100ရာခိုင်နှုန်းပြအောင်စောင့်မယ်ဟုတ်ပြီဒါဆိုရင်စပြီးတော့ down နေပါပြီเนาะဟုတ်ပြီနောက်တစ်100ရာခိုင်နှုန်းဆက်သွားမယ်ပြီးရင်တော့finish နေလိုက်မယ်เนาะဒါဆိုရင်100ရာခိုင်နှုန်းနှစ်ခါသွားမယ်သွားပြီးသွားရင်တော့ဒီမှာပြီးသွားရင်တော့ finish လို့ပေါ်သွားပြီဒီမှာเนาะဒါဆိုရင်ဒီ state လေးက Windows state ဖြစ်သွားပြီဒါဆိုရင်ကွန်ပျူတာကို Windows တင်လို့ရသွားပြီเนาะဟုတ်ပြီ Windows တင်တဲ့ပုံစံလေးတော့နောက်ရက်မှာဆက်ပြီးပြောကြမယ်เนาะဒီနေ့တော့ state ကို Windows format ဖြစ်ဂျိုင်းလေးလုပ်ကြလိုက်တော့เนาะအဲလိုဒီမှာเนาะလွယ်လွယ်လေးပါအားလုံးကိုကျေးဇူးတင်ပါတယ်